Sunday တမန်ကျမ်းစာအသင်းကြီးကနေပြီးတော့တမန်ကျမ်းစာနေ့အဖြစ်နဲ့ပေါ့နော်ကျမတို့သတ်မှတ်ထားပါတယ်အဲ့ဒီအချိန်မှာတရားပလင်လဲလှယ်တဲ့အခါဒီနှစ်ကတော့ကျမအနေနဲ့ဒီတိတိမ်နှစ်ချင်းအသင်းတော်မှာတာဝန်ကျပါတယ်ကျမရောက်လာတဲ့အခါမှာဖွာသင်းဆရာကြီးများနဲ့တကွအခြားသောဓမ္မအမှုတော်ဆောင်ဆရာဆရာမများကျမကိုလှိုက်လဲစွာကြိုဆိုအခမ်းတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်ထို့တွင်သာမကဘူးကျမကိုထူးခြားတဲ့အခွင့်အရေးဖြစ်တဲ့နှုတ်ကပတ်တော်ကိုဝင်မျှဖို့လည်းပဲအခွင့်ပေးတဲ့အတွက်ကြောင့်ဓမ္မအမှုတော်ဆောင်ဆရာဆရာမများလူကြီးမိဘညီကိုမောင်နှမများနဲ့တာဝန်ရှိသောသူများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခုနကတော့တပါပတိဆရာမဟောပြသွားတဲ့အတိုင်းပဲဒီနှစ်အသင်းကြီးကနေပြီးတော့ကျမတို့ကိုခေါင်းစဉ်ချပေးတဲ့အခါမှာနှုတ်ကပတ်တော်တမန်ကျမ်းစာကျွန်ုပ်တို့ဤလက်နဲ့တစားဆိုတဲ့ခေါင်းစဉ်ဖြစ်ပြီးတဲ့အခါမှာအဓိကယူထားတဲ့ကြံချက်ကတော့အေဖက်ဩဝါဒစာအခန်းကြီး6အပိုင်ငယ်7မှ18ပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုခုနကျမတို့နှုတ်ကပတ်တော်ကိုဖတ်သွားတဲ့အခါမှာလေးပဲဘာတွေ့ရလဲဆိုရင်ကျမတို့တယောက်စီမှာပေါ့နော်ဒီဝိညာဉ်ရေးနဲ့ဆိုင်တဲ့ပြဿနာရှိအဲ့တော့နှုတ်ကပတ်တော်ကဘာဖော်ပြထားလဲဆိုရင်ကျမတို့ရဲ့ဝိညာဉ်ရေးနဲ့ဆိုင်တဲ့ပြဿနာကိုကျမတို့ကဘာနဲ့ပဲဖြေရှင်းဖို့လိုလဲဆိုရင်ဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့လက်နဲ့များနဲ့ပဲဖြေရှင်းရမှာဖြစ်ပါတယ်ဒီအေဖက်ဩဝါဒစာကိုတမန်တော်ကြီးရှင်ပေါလုဟာရေးတဲ့အခါမှာသူကကျမတို့ကိုအမြဲတမ်းလို့ပါတတိပေးလဲဆိုရင်သူခေတ်အချိန်တုန်းကဒီဝိညာဉ်ရေးရာနဲ့ပတ်သက်တဲ့အနောက်အရှက်တွေဟာကျမတို့အခုခေတ်ရင်ဆိုင်နေရတဲ့ပြဿနာတွေထက်ပိုပြီးတော့ကြီးတယ်ဆိုတာကိုကျမတို့ဘယ်မှာတွေ့ရလဲဆိုရင်အေဖက်ဩဝါဒစာအခန်းကြီး6အပိုင်ငယ်7မှာသူဖော်ပြထားပါတယ်အကြောင်းမူကားငါတို့သည်အသွေးသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ကြရသည်ဟုတ်အထွတ်အမြတ်နှင့်၎င်းအာနာစက်တို့နှင့်၎င်းလောကီမှောင်မိုက်၌အစိုးတရားပြုသောမင်းတို့နှင့်၎င်းမိုးကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်းဆိုင်ပြိုင်တိုက်လှန်ကြရသည်အဲ့ဒီခေတ်အချိန်တုန်းကသူတို့ကနတ်ဆိုးရုံအဲ့တော့နတ်ဆိုးတွေမှာလည်းပဲတကိုးရှိတယ်အဲ့ဒီနတ်ဆိုးတွေကကျမတို့ရဲ့ဝိညာဉ်ရေးကိုတိုက်ခိုက်ဒါကြောင့်တမန်တော်ကြီးရှင်ပေါလုအတွက်စัจ java လာကြီးတစ်ခုလုံးဟာစစ်မြေပြင်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာတွေးဆောင်ခြင်းအမျိုးမျိုးရှိဆဆချင်းပေါ့နော်ကမ္ဘာလောကတဲကိုဘလို့တွေးဆောင်ခြင်းဝင်လာကမ္ဘာလောကထဲမှာအဦးဆုံးသောဖန်ဆင်းခြင်းခံရတဲ့လူယောက်ျားနဲ့လူမိန်းမမှာဘလို့တွေးဆောင်ခြင်းဘလို့နှောက်ယှက်ခြင်းခံရလဲကျမတို့ကမ္ဘာဦးကျမ်းအခန်းကြီး3ပြန်ပြီးတော့ကြည့်လို့ရှိရင်လောကထဲမှာဒီတွေးဆောင်ခြင်းစပြီးလာတာကမွေလို့ကျမတို့ကို intro လုပ်ထားတယ်မွေဟာဖန်ဆင်းထားတဲ့မြေသတ္တဝါထဲမှာအလိမ္မာဆုံးအပန်းနဲ့ဆုံးအဲ့ဒီလိမ္မာတဲ့မွေကအမျိုးသမီးရှိကိုရောက်လာပြီးတော့သူကဆက်ဆချင်းဗာမေးလဲဆိုရင်တရားသခင်ကတဲ့မင်းတို့ကိုပါပြညတ်ထားလေဥယျာဉ်ထဲမှာရှိတဲ့အပင်အားလုံးရဲ့အသီးကိုစားလို့ရလားလို့မေးတယ်အဲ့တော့အမျိုးသမီးကလည်းပဲသူကမှန်မှန်ကန်ကန်မဲ့ဖျားသခင်သူတို့ကိုဖော်ပြထားတဲ့စကားလုံးကိုသူကပြောတယ်အပင်အားလုံးရဲ့အသီးကိုစားလို့ရတယ်သို့တော်လည်းပဲဥယျာဉ်ရဲ့အလယ်မှာရှိတဲ့ကောင်းမကောင်းသိကျွမ်းရာအပင်ကအသီးကိုတော့စားခွင့်မရှိဘူးအမှန်တိုင်းဖြေတဲ့အခါမှာဒီစုံစမ်းခြင်းကစအမျိုးသမီးကိုဘာပြောလဲဆိုတော့မင်းကြားတာအမှန်မဲလားဖယားကဒီလိုပဲပြောလား
did God really say ဖျားပြောတာမှန်လားမင်းကြားတာရောမှန်လားအဲ့လိုမေးလိုက်တဲ့အခါကျတော့တူငါပဲပေါ့နော်စိတ်ထဲမှာဇဝေဇဝါလေးဖြစ်သွားတယ်ငါအဲ့လိုပဲကြားတာဟုတ်ရဲ့လားမှန်ရဲ့လားအဲ့လိုဇဝေဇဝါဖြစ်နေတဲ့အချိန်မှာဒီသွေးဆောင်ခြင်းကဘာထပ်ပြီးလာလဲဆိုအမျိုးသမီးကပြန်ပြီးပြောတယ်မှန်ပါတယ်တဲ့ဒီအပင်ကအသီးကိုစားလိုက်လို့ရှိရင်ငါတို့ကသေရလိမ့်မယ်အဲ့တော့မွေကနောက်တစ်ဆင့်ထပ်ပြီးတက်တယ်မင်းနားကြလွဲတာတဲ့ဖះအဲ့လိုဆိုလိုတာမဟုတ်ဘူးတဲ့အဲ့ဒီအပင်ကအသီးကိုစားလိုက်လို့ရှိရင်မင်းကသေရမှာမဟုတ်ဘဲနဲ့ဖះလို့ဖြစ်သွားမှာအဲ့တော့ကျမတို့ရဲ့နှလုံးသားထဲမှာလူအင်စန္ဒကတရိပ်ပြီးတရိပ်တက်ယုံတိုင်းဆိုပြီးတော့စုံစမ်းခြင်းကဖြစ်သွားတာမဟုတ်ဘဲနဲ့တရိပ်ပြီးတရိပ်တက်လာတဲ့အခါမှာဖះပြောတာဟုတ်ရဲ့လားလို့စိတ်ထဲမှာဇဝေဇဝါဖြစ်နေတဲ့အချိန်မှာနောက်တစ်ဆင့်ကဘာပြောလဲဆိုရင်ဖះသခင်ဟာသူ့လိုဖြစ်မှာစိုးတဲ့အတွက်ကြောင့်ဒီအသည့်ကိုမသိဘူးမစားဘူးတားတာအဲ့ဒီအချိန်မှာမျိုးသမီးကအပင်ကိုလှမ်းပြီးကြည့်လိုက်တဲ့အခါကျတော့အသီးရစားပွေကောင်းနေအစင်လှထပ်ပြီးတော့တွေးဆောင်ခြင်းကျူးလွန်ဖို့ရန်အတွက်ထပ်ပြီးတော့ပံ့ပိုးခြင်းခံလိုက်ရတယ်။ဟောမှာအမျိုးသမီးဘလို့မှမနေနိုင်တော့ဘဲနဲ့အပင်ကအသီးကိုခူးပြီးတော့စားလိုက်။သူ့တယောက်တည်းစားလိုက်တာမဟုတ်ဘဲနဲ့သူ့အနားမှာရှိနေတဲ့သူ့ရဲ့ခင်မွန်းတွေကိုလည်းပဲလက်ဆင့်ကမ်းပြီးပေးလိုက်တဲ့အခါမှာလောကထဲမှာအပြစ်တရားဆိုတာရောက်တယ်ကျမတို့ရဲ့နှလုံးသားထဲမှာလူအင်ဆန္ဒတွေအများကြီးရှိတယ်အဲ့ဒီလူအင်ဆန္ဒကျမတို့မချိုးဖောက်နိုင်ရင်တော့မနှိမ်နင်းနိုင်ရင်တော့ကျမတို့ကဒီစုံစမ်းနှောက်ယှက်ခြင်းတွေးဆောင်ခြင်းကိုကျော်လွန်နိုင်မှာပေါ့ကျမတို့ရဲ့ပတ်ဝန်းကျင်မှာမမြင်နိုင်တဲ့တွေးဆောင်ခြင်းတွေများစွာရှိဝေရေးချေရေးပြဿနာတွေရှိတယ်ယောက်ျားမိန်းမပြဿနာရှိတယ်ပညာရေးနဲ့ဆိုင်တဲ့ပြဿနာရှိတယ်ဂုဏ်စည်းစိမ်နဲ့ဆိုင်တဲ့ပြဿနာရှိတယ်ဘာသာရေးနဲ့ဆိုင်တဲ့ပြဿနာရှိကျမတို့ငယ်ငယ်တုန်းကတော့Sunday School တက်တယ် Youth Program တွေကိုလာတယ် Summer School တွေတွားတဲ့အခါကျတော့အသင်းတော်ကဘာကိုပြင်းပြင်းထန်ထန်နဲ့တွန့်တင်လဲဆိုတဘိုးညီတဲ့အိမ်တော်ကိုပဲပြုရမယ်အဲ့ဒီအတွက်ကြောင့်ကျမတို့သင်တန်းနေမှာဆိုရင်လည်းပဲခရိယန်အိမ်တော်ခရိယန်ဘလို့အိမ်တော်ကိုဘလို့တည်ဆောက်အိမ်တော်ရင်းနဲ့ပတ်သက်တဲ့သင်ခန်းစာတွေအများကြီးသင်ရသို့တော်လည်းပဲဒီနေ့ဝမ်းနည်းစရာကောင်းတာဘာလဲဆိုရင်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာမတူညီတဲ့တုံတင်ခြင်းတွေဝင်လာအခုကျမတို့ရဲ့ခရိယန်အိမ်တော်ကြီးမှာပိုးနှစ်လာတဲ့မှားယွင်းတဲ့အယူဝါဒတစ်ခုကဘာလဲဆိုရင်အင်မတန်မှကြောက်စရာကောင်းတဲ့ double blessingသခင်ခရစ်တော်ကဘာပြောလဲဆိုရင်မြေကြီးစွန်းတိုင်အောင်သွားငါရဲ့ဧဝံဂေလိသတင်းစကားကိုဝင်မျှအဲ့အတွက်ကြောင့်ကျမတို့ကဘာသာမတူတဲ့လူတွေချီသွားရမယ်ဘာသာမတူတဲ့လူတွေနဲ့လက်ထပ်ထိန်များအဲ့ဒီအခါမှာတစ်ဖက်ကနေပြီးတော့သခင်ခရစ်တော်ရဲ့ပုံတော်ချိတ်ထားတယ်တစ်ဖက်ကနေပြီးတော့ကျမတို့တခြားလူမျိုးတွေရဲ့ရုပ်ထုစင်တုတွေထိတ်ထား double blessing ဆိုတာဘာလဲဆိုရင်ခရစ်တော်ကလည်းပဲကောင်းချီးပေးမယ်တခြားဘာသာကလည်းပဲကောင်းချီးပေးမယ်အဲ့ဒီအတွက်ကြောင့်အိမ်တော်မိသားစုမှာတဘိုးညီတဲ့အိမ်တော်ကိုပြုတ်ထားရင်ဖယားသခင်ရှိကကောင်းချီးမင်္ဂလာတစ်ခုပဲလား
တဘိုးမညီတဲ့အိမ်တောင်ကိုတီထောင်လို့ရှိရင်ကောင်းကြီးမင်္ဂလာနှစ်မျိုးလာမယ်ဆိုတဲ့သွန်သင်ချက်တွေနဲ့ဒီနေ့ကျမတို့ရဲ့အိမ်တောင်မိသားစုများမှာသားငယ်သမီးငယ်များကိုတိုက်နေတဲ့မှားယွင်းတဲ့အယူအဆတွေပဲပုံအင်မတန်မှကြောက်စရာကောင်းတဲ့ကျမတို့ရဲ့ဘာသာတရားကိုဖိုးနှက်နေတဲ့အယူဝါဒတွေရောက်လာတခါမှမကြားဘူးတဲ့အဖြစ်တွေလည်းပဲကျမတို့ရင်ဆိုင်ရဒါကြောင့်ဒီနေ့တမန်တော်ကြီးရှင်ပေါလုကကျမတို့မမြင်ရတဲ့စုံစမ်းနှောက်ယှက်ခြင်းတွေမမြင်ရတဲ့သွေးဆောင်ခြင်းတွေကိုကျမတို့ဘယ်လိုကာတတ်နိုင်မလဲဆိုလို့ရှိရင်သူကဘာဖော်ပြလဲဆိုရင်ဘုရားပေးတဲ့ဒီနေ့လက်နဲ့စုံကိုကျမတို့ဂျူတင်ဝတ်ဆောင်ပါလို့အကြည့်ကျမပုံမြင်လေးတစ်ပုဒ်ဖတ်ရပါတခါလေသမားကြီးတူရှိမှာတဲ့မြဲတကောင်ရှိတနေ့ကြတဲ့အခါကျတော့အဲ့ဒီမြဲကရေတွင်းထဲကိုပြုတ်ကြတယ်လေသမားကြီးကသွားကြည့်တဲ့အခါကျတော့မြဲကလည်းပဲတခါတဲ့ငိုကြွေးတယ်သူ့ကိုလာပြီးတော့ကဲပါလို့အော်ဟစ်တဲ့ငိုတံကိုကြားတဲ့အခါကျတော့လေသမားကြီးကကြံ့နေသူ့ရဲ့မြဲကိုရေတွင်းထဲကနေပြီးတော့ဘယ်လိုသူဆယ်ရမလဲကြံရမရနောက်ဆုံးသူကဘာဆုံးဖြတ်လိုက်လဲဆိုရင်မြဲရလည်းပဲအိုးနေပြီရေတွင်းရလည်းပဲဟောင်းနေပြီအဲ့ဒီအတွက်ကြောင့်မြေဖို့ဖို့ပဲကြံဒါကြောင့်သူကဘာဆုံးဖြတ်လိုက်လဲဆိုရင်ဒီမြဲကိုတော့ငါကယ်ဖို့အခွင့်အလမ်းမရှိတော့ဘူးဒါနဲ့သူကအိမ်ကြီးချင်းတွေချီသွားပြီးတဲ့အခါကျတော့အိမ်ကြီးချင်းတွေကိုအကူအညီတောင်းတော့အိမ်ကြီးချင်းတွေကလည်းပေါက်တူးတွေပေါက်ပြားတွေဂေါ်ပြားတွေနဲ့ရောက်လာတယ်စပြီးတဲ့ခါကျတော့ရေတွင်းကိုပို့တယ်အမိုက်တွေလောင်းချတယ်မြေကြီးတွေပို့အဲ့ဒီအခါမှာရေတွင်းထဲကနေပြီးတော့မြဲကသူ့ကိုသူ့သခင်ကမြေကြီးနဲ့ဖို့တတ်နေပြီဆိုတာကိုလည်းသိရောပြင်းထန်စွာငိုကြွေးတယ်သူ့ရဲ့အတန်ကိုကြားရတဲ့သူတွေကစိတ်မကောင်းကြလေသမားကလည်းပဲသွားပြီးမကြည့်တော့ပဲနဲ့အဲ့ရေတွင်းနားမှာပဲထိုင်ချလိုက်သိမကြောင်မြဲရဲ့ငိုတံမကြားရတော့အမိုက်တရားလေးပဲတော်တော်များလာပြီမြေကြီးကလည်းပဲတော်တော်လေးဖို့ပြီဒီခါမှလေသမားကြီးကရက်ခိုင်းလိုက်တယ်ဒါလို့ဆိုရင်တော့ရပြီပေါ့နော်ဒါနဲ့ तू ကရေတွင်းနာကိုတွားပြီးတဲ့အခါကျတော့သွားကြည့်တဲ့အခါတော့ तू အယံအံ့ဩသွားတယ်ဘာကြောင့်လဲဆိုမြဲကပထမတော့ငိုတယ်မခံရနိုင်တော့အောင်အော်တော်လေးပဲသူ့အုံနောက်ထဲမှာဘာရောက်လာလဲဆိုသူဟာဒီအမိုက်တွေနဲ့မြေကြီးကိုပို့ပေါ်ကနေပြီးတော့တဖြည်းဖြည်းသူခါချတဲ့အခါကျတော့အမိုက်တွေနဲ့မြေကြီးတွေကသူ့ရဲ့ကိုယ်ရဲ့ဘေးကိုရောက်သွားပြီးတော့တွင်းရလည်းပဲအမိုက်နဲ့မြေကြီးကြောင့်တဖြည်းဖြည်းမြင့်တက်လာတယ်သူကလည်းပဲတွင်းရဲ့အပေါ်ဘက်နားကိုသူတဖြည်းဖြည်းရောက်လာတယ်နောက်ဆုံးသူရဲ့ကိုယ်ပေါ်မှာရှိတဲ့အမိုက်နဲ့မြေကြီးကိုသူကခုတုံးလှုပ်ပြီးတဲ့အခါကျတော့ခါချပြီးတော့သူသိချင်းကနေပြီးတော့လွတ်မြောက်သွားတယ်ဒီအတိုင်းပဲကျမတို့ရဲ့အသက်တာမှာလည်းပဲဒုက္ခတွေစုံစမ်းသွေးဆောင်ခြင်းတွေဆိုတာဟာကိုယ့်ကိုပျက်စီးစေမဲ့အရာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဘဝကိုအောင်မြင်စေဖို့ဖြစ်တယ်ဒါကြောင့်ဒုက္ခအခက်အခဲတွေကိုကျမတို့ကခုတုံးလုပ်ဖို့လိုတယ်ဒုက္ခအခက်အခဲတွေကိုလှေကတစ်လုပ်ပြီးတော့တက်လှမ်းလာတယ်ဆိုရင်တော့ကျမတို့ဟာဒုက္ခအခက်အခဲတွေကနေလွတ်မြောက်ပြီးတော့ပြေဝဆုံနေတဲ့အသက်တာကိုခံစားရမှာဖြစ်တယ်ဆိုတာကိုဒီပုံပြင်လေးကကျမတို့ကို message ဒါကြောင့်တမန်တော်ကြီးရှင်ပေါလုကဧဖဲဩဝါဒစာအခန်းကြီး6အပိုင်ငယ်7ကနေပြီးတော့18ထဲမှာကျမတို့ကိုဘာသွန်သင်လဲဆိုရင်အဲ့ဒီဖရာသခင်ကျမတို့အတွက်ပေးထားတဲ့လက်နဲ့စုံကိုယူတင်ဝတ်ဆောင်ပါဆိုပြီးတော့ဒီပေါ်ပြသူကထောင်အကြိမ်ကြိမ်ကြခြင်းခံရတမန်တော်ကြီးရှင်ပေါ့
သူလွတ်သွားမှဆိုတဲ့အတွက်ကြောင့်သူ့ရဲ့ဘေးမှာနေရောညရောစစ်သားတွေကလမ်းလျှောက်ပြီးတဲ့အခါကျတော့သူ့ကိုစောင့်ကြပ်တစ်ခါတလေကျရင်သူလည်းပြင်းတဲ့အခါကျတော့ဒီစစ်သားတွေနဲ့သူစကားစလို့ပြောရင်းရလို့ပြီးတော့စစ်သားတွေဝတ်ထားတဲ့အဝတ်အစားကိုသူတတိထားမိပြီးတော့အဲ့ဒီအဝတ်အစားရဲ့အကြောင်းလေးတွေနဲ့အေဖက်အသင်းတော်ကိုစာယူလိုက်အဲ့ဒီအချိန်တုန်းကအေဖက်အသင်းတော်မှာဘာပြဿနာတွေ့ကြုံရလဲဆိုသဘောထားချင်းမတူအိမ်တော်မိသားစုမှာလည်းပဲသွေးခွဲရတဲ့အဖြစ်တွေရှိသလိုအသင်းတော်နဲ့အသင်းသူအသင်းသားအချင်းချင်းမှာလည်းပဲဆရာတွေလူတဲ့ပြဿနာရှိအသင်းတော်ဟာ unity မဖြစ်တဲ့အခါမှာတမန်တော်ကြီးရှင်ပေါလုကဒီစာလေးကိုရေးလိုက်တဲ့အခါမှာစချင်းသူကအိမ်တော်မိသားစုမှာခင်မွန်းတယ်နဲ့ဇနီးတယ်ဘယ်လိုသဘောထားရမယ်မိဘနဲ့သားသမီးဘယ်လိုသဘောထားရမယ်အချင်းချင်းဖရိယံအချင်းချင်းဘယ်လိုစိတ်သဘောထားရမယ်ဆိုတဲ့အကြောင်းအရာလေးကို तू ကအရင်တွန့်တင်နဲ့အရင်မီးမောင်းထိုးပြပြီးတဲ့အခါကျတော့မှ သူကဒီစစ်သားရဲ့ဝတ်စုံလေးနဲ့ထပ်ပြီးတော့သူခေါ်အားပေးအဲ့တော့ပစ္စည်းကတော့6မျိုးဖြစ်တယ်သို့တော်လည်းပဲသူကပေါ်ပြတဲ့အခါမှာအစုံလိုက်ကလေးပေါ်ပြတယ်ဆိုတာကိုတွေ့ရသူကဆချင်းအပိုက်ငယ်73 74မှာသူကဘာပေါ်ပြလဲဆိုဖို့ကြောင့်အေးဆိုးရုပ်သောနေ့ရဲ့ကာလ၌စီးတားနိုင်သဖြင့်ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ခံရနိုင်မည်အကြောင်းဖျားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုယူဆောင်ကြလော့စာတန်ရဲ့နှောက်ယှက်ခြင်းကိုစီးတားနိုင်ဖို့ဖျားသခင်ကျမတို့ကိုပေးတဲ့လက်နက်စုံကိုဝတ်ဆင်ပါလို့သူကစ intro လေးတော့ပြီးတော့သူကအဲ့ဒီလက်နက်ကိုသူပေါ်ပြတဲ့အခါမှာနံပါတ်1ဇုံတွဲလေးရတော့ဘာလဲဆိုရင်သစ္စာတီးဟူသောကပန်းဖြောင့်မတ်ခြင်းပါရမီတီးဟူသောဂျင်အုပ်သစ္စာ belt of truth and breastplate of righteousnessဒီယောမစစ်သားတွေအဝတ်အစားမှာဒီကပန်းကျမတို့အခုကတော့ကပတ်လို့နော်အဲ့ဒါကတကယ် foundation ပဲသူကအုတ်မြစ်ပဲဖြစ်ဘာကြောင့်လဲဆိုရင်သူကအောက်မှာဘောင်းဘီရှိတယ်ပြီးတဲ့ခါကျတော့ကျမတို့စွတ်ကျဲလို့အထဲမှာရှိတယ်ပြီးတော့မှအပေါ်ကစစ်သားရဲ့ဝတ်စုံအဲ့ဒါကိုအပေါ်ကနေပြီးတော့ကပတ်ပတ်ထားပြီးတော့အဲ့ဒီကပတ်မှာဓာတ်ကိုပူထားတယ်။ဘောင်းမီကျွတ်မကြသွားဘူး။အပေါ်ကအင်ဂျီယာလည်းပဲစစ်တိုက်တဲ့အခါမှာလွင့်မနေပဲနဲ့ချက်ချက်ရရနေဒီကပန်းဒီကပတ်ကနေပြီးတော့သူကတိတိကျကျလေးခိုင်ခိုင်ခန့်ခန့်လေးနဲ့ဒီဝတ်စားဆင်ရင်မှုကိုသူကပြုတယ်အဲ့ဒီကပန်းရဲ့နာမည်လေးရတော့သစ္စာတရား truth and honesty ကျမတို့ရဲ့နှလုံးသားထဲမှာလူအင်ဆန္ဒတွေများလာရင်ကျမတို့ဘာလုပ်တော့မလဲဆိုလိမ်မယ်ညာမယ်ခိုးမယ်ခွက်အဲ့ဒီလိမ်ညာခြင်းတွေခိုးတာဝှက်တာမလုပ်တဲ့သူအဲ့ဒီလိမ်ညာခြင်းတွေကိုကာတတ်နိုင်တဲ့သူဟာသစ္စာရှိတဲ့သူဖြောင့်မတ်မှန်ကန်တဲ့သူအနေနဲ့သတ်မှတ်ခြင်းခံရပါတယ်ဒါကကျမတို့အတွက်တကယ် foundation ကျမတို့ရဲ့နှလုံးသားထဲမှာကျမတို့ရဲ့လူအင်ဆန္ဒများစွာကိုကာတတ်နိုင်ဖို့ရန်အတွက်ကျမတို့ဟာဖြောင့်မတ်ရမယ်မှန်ကန်ရမယ်သစ္စာရှိရ
နောက်တစ်ခုဒီဇုံတွဲလေးမှာသူရေးထားတဲ့အရာကတော့ရင်အုပ်တစား breastplate ဒါကရင်ဘတ်မှာဖုံးထားတာတနည်းအားဖြင့်ပြောလို့ရှိရင်ကျမတို့ရဲ့ခန္ဓာကြီးမှာအင်မတန်မှအရေးကြီးတဲ့အရာဘာလဲဆိုနှလုံးဒီနှလုံးကိုဖုံးထားတယ်သုတ်တံစကားတို့ဒေသနာတို့ကျမ်းတို့ထဲမှာသူကဘာဖော်ပြထားလဲဆိုလူရဲ့ခန္ဓာထဲမှာအယိုယွင်းဆုံးသောနေရာသည်နှလုံးလို့ဖြစ်အဲ့ဒီနှလုံးကိုကျမတို့ကမထိုးဖောက်နိုင်အောင်ဒီနှလုံးကိုပါကွယ်ထားတဲ့ရင်အုပ်တစားကိုလေကျမတို့ကဝတ်ဆင်ထားရမှာဖြစ်ဒုတိယစုံတွဲကတော့ခြေစွပ်နဲ့ဒိုင်းလွှာ sandal and shield ဣသရေလတိုင်းနိုင်ငံဟာလည်းပဲအရှေ့တိုင်းနိုင်ငံဖြစ်တဲ့အတွက်ကြောင့်သူတို့ဒီလည်းပဲအပြင်သွားမှပဲဖနက်စီးတယ်အိမ်ထဲမှာဖနက်မစီးဖနက်ကိုချွတ်ထားအဲ့တော့ဖနက်စီးပြီးခြေနှင်းစွတ်ထားတယ်ခြေစွတ်စွတ်ထားတယ်ဆိုရင်ဒါခရီးပြုတ်ရတယ်အဲ့ဒီခြေနှင်းခြေစွတ်ရဲ့နာမည်လေးကတော့ငြိမ်သက်ခြင်းနဲ့ရှင်သောကျမတို့ဖနက်စီးထားပြီးခရီးပြုတ်မယ်ဆိုရင်သူ့မှာ aim and objective ရှိဘယ်ကိုသွားမှာဒီနေ့မနေ့ကျမတို့9နာရီအသင်းတော်ကိုရောက်ဖို့ရန်အတွက်ကျမတို့ခြေဖနက်စီးပြီးတော့အသင်းတော်ကိုလာတယ်။ဘာအတွက်လာလဲ။ဖယားကိုဝတ်ပြုဖို့ကျမတို့ထိုင်နေတဲ့အခါမှာဖနက်ကလေးတွေချွတ်ထားတယ်။ဘာအတွက်ချွတ်ထားလဲ။ကျမတို့ကိုးကွယ်သောဖယားရှင်သည်တန်ရှင်မြင့်မြတ်သောဖယားရှင်ဖြစ်တဲ့အတွက်ကြောင့်ဒီဖယားကိုကိုးကွယ်တဲ့အခါမှာကျမတို့ဖနက်ကလေးချွတ်ထားဖနက်စီးတယ်ဖနက်ချွတ်တယ်ဆိုတာမှာ aim and objective ရှိဒါပြီးလို့ရှိရင်ကျမတို့ဖယားကြောင့်ဆင်းရင်ကျမတို့ဘယ်သွားမလဲဖနက်စီးပြီးတော့ဘယ်သွားလဲအိမ်ပြန်မယ်အိမ်မပြန်ခင်ကျမတို့ဆိုင်သွားပြီးတဲ့အခါကျတော့ခမင်းလေးဝင်စားမယ်အိမ်ပြန်ခဏနားပြီးလို့ရှိရင်ကျမတို့ဘာလုပ်မလဲအသင်းတော်ကိုပြန်လာတယ်လူငယ်စည်းဝေးကိုတက်ဖို့လာအဲ့တော့ကျမတို့ရဲ့သွားခြင်းလာခြင်းမှာရည်ရွယ်ချက်ရှိအခုတမန်တော်ကြီးရှင်ပေါလုကကျမတို့ကိုဘာလုပ်ခိုင်းလဲဆိုရင်မင်းတို့ဖတ်နှက်စီးပါဘယ်သွားရမှာငြိမ်သက်ခြင်းနဲ့ရှင်သောဧဝံဂေလိတရားကိုဟောဖို့မင်းတို့ခရီးဒါကြောင့်ကျမတို့သွားတဲ့အရက်သည်ကျမတို့ပြောရမယ်စကားသည်ငြိမ်သက်ခြင်းနဲ့ရှင်သောဧဝံဂေလိသတင်းစကားကိုပြောရမှာဖြစ်အဲ့ဒီခြေနင်းနဲ့တွဲနေတဲ့အရာလေးကတော့ဘာလဲဆို shield ဒိုင်းလွှာချစ်ရှိတော့ဒိုင်းလွှာကအဝိုင်းရှိတယ်တောက်မှသူကလေးတောင်လေးပဲရှိအဲ့ဒီဒိုင်းလွှာကိုသူတို့ကဒီလိုကထားတယ်တိုက်ပွဲမှာကြောက်စရာအကောင်းဆုံးသောလက်နဲ့ဒီပါလေဆိုမြားပဲဖြစ်တယ်ဂျန်သူကမြားနဲ့ပြစ်လိုက်လို့ရှိရင်ကျမတို့ခုနပြောတဲ့နှလုံးကိုမထိခိုက်ဖို့ရန်အတွက် breastplate ကိုဝတ်ထားရတယ်ရှေ့မှာလည်းပဲဒိုင်းလွှာကိုကျမတို့ကအဲ့ဒီဒိုင်းလွှာကစစ်သားတွေခြိတက်လာလို့ရှိရင်9ယောက်တွဲ6ယောက်တွဲတယောက်နဲ့တယောက်ဒီဒိုင်းလွှာနဲ့အသေးပိတ်ထားဂျန်သူရဲ့မြားကထိုးဖောက်လို့မရဒီဒိုင်းလွှာရဲ့အတိတ်ပဲလေးကတော့ဘာလဲဆိုစစ်သားအချင်းချင်းခုညီမစားတွေပြီးမှတယောက်ဒုက္ခမရောက်ရအောင်တယောက်ရဲ့ဒိုင်းလွှာနဲ့တယောက်နဲ့တယောက်အပြည့်ပိတ်ထားဒီဒိုင်းလွှာလေးကျမတို့ရှိပြီးရှိတဲ့
အဲ့ဒီဒိုင်းဝါရဲ့အမည်ကတော့ယုံကြည်ခြင်းဖယားကိုကျမတို့ယုံကြည်စိတ်ချရသလိုစိတ်ချသလိုကျမတို့ညီကိုမောင်နှမအချင်းချင်းခရိယန်အချင်းချင်းလည်းပဲစိတ်ချပြီးတော့ကျမတို့လက်တွဲပြီးတော့တွားတယ်ဆိုတဲ့သဘောလေးဖြစ်ပြီးတော့နောက်ဆုံးဇုံတွဲလေးရတော့ဘာလဲဆိုတန်ခမောက်လုံးနဲ့ဓာပဲဖြစ် helmet and sword တန်ခမောက်လုံးနဲ့ဟာကဲတင်ချင်းတီးဟူသောတန်ခမောက်လုံးဒီနေ့ကျမတို့ခံစားနေရတဲ့ကဲတင်ချင်းစုကျေးဇူးဟာဖယားရှင်ပေးတဲ့တန်ဖိုးဖြတ်လို့မရတဲ့စုကျေးဇူးဒီစုကျေးဇူးဟာဖယားကိုယုံရင်သခင်ခရစ်တော်ကိုယုံရင်ခံစားရမယ်ကဲတင်ချင်းစုကျေးဇူးကိုယ်တိုင်လုံယူလို့မရဒီစုကျေးဇူးဟာဖယားရှိရပဲလာတဲ့စုကျေးဇူးဘာနဲ့တွဲနေလဲဆိုခရစ်တော်ကိုယုံနဲ့ယုံကြည်ခြင်းနဲ့ဒီကယ်တင်ရှင်စုကျေးဇူးကိုခံစားရသောသူများသည်ပြုလုပ်ခဲ့မိသောအပြစ်အလုံးစုံမှာလွတ်မြောက်ခြင်းခံရတဲ့ယုံကြည်ခြင်းပဲဖြစ်တဲ့ကယ်တင်ခြင်းတန်ခမောက်ကိုဆောင်ဒါဆိုတာကတော့နှုတ်ကပတ်တော်အဲ့ဒီနှုတ်ကပတ်တော်ဒါနဲ့ကျမတို့ဒီဂျန်သူကိုကာကွယ်ရမှာဒါကြောင့်ဖြစ်တော်ညီကိုမောင်မောင်ကျမတို့လောကအလေထဲမှာအသက်ရှင်ရတာအင်မတန်မှခက်ခဲပါမမြင်နိုင်တဲ့စုံစမ်းခြင်းတွေမမြင်နိုင်တဲ့အနောက်အရှက်တွေကိုကျမတို့ကဘာနဲ့ပဲကာတတ်နိုင်မလဲဆိုရင်ခုနဖယားရှင်ကျမတို့အတွက်ပြင်ဆင်ပေးသနာထားတဲ့လက်နဲ့စုံနဲ့ပဲကာတတ်နိုင်ပါအဲ့ဒီဝတ်စုံကိုကျမတို့ဝတ်ပြီးလို့ရှိရင်တမန်တော်ကြီးရှင်ပေါလုကနောက်ဆုံးကျမတို့ကတုံတင်လေဆုတောင်းမှာအပိုင်ဆက်ရှိကာလအစဉ်စိတ်နှလုံးပါလျက်ဆုတောင်းပတနာပြုခြင်းအမျိုးမျိုးတို့ဖြင့်ဆုတောင်းကြလောထို့သောဆုတောင်းခြင်းမှာအာမလျော့ပဲလျက်ငါမှစ၍တန်ရှင်းသူအပေါင်းတို့အဖို့ဆုတောင်းလျက်စောင့်ရှောက်ကြအာမလျော့ပဲဆုတောင်းလာတဲ့ပြစ်လာတဲ့စာတန်ရဲ့မြားတွေဟာတစ်ချိန်မကလာတဲ့အခါမှာကျမတို့ဟာအဆက်မပြတ်ဆုတောင်းခြင်းဝတ်ကိုပြုပါအဲ့ဒီဆုတောင်းခြင်းဟာမင်းအတွက်ဆုတောင်းနေတယ်လို့ငါတို့အတွက်လည်းပဲဆုတောင်းပါအချင်းချင်းတယောက်ကိုတယောက်အားပေးပါတယောက်ကိုတယောက်ခွန်အားပေးပါတယောက်ကိုတယောက်ဆုတောင်းခြင်းအားဖြင့်ခုညီမဆပါလို့တမန်တော်ကြီးရှင်ပေါလုကဟောပြဒါကြောင့်ကျမတို့ကျမကကြီးမြင့်နိုင်နှစ်ချင်းအသင်းတော်ရဲ့အသင်းသားဖြစ်တယ်ကျမတို့အသင်းတော်မှာတော့စနေနေ့ညနေဆိုရင်ဆုတောင်းခြင်းရရှိတင်ပြကြကျမတို့တယောက်နဲ့တယောက်ခံစားနေရတဲ့အခက်အခဲတွေဒုက္ခတွေဝေဒနာတွေအချင်းချင်းတယောက်ကိုတယောက်အားပေးဖို့အင်မတန်မှလိုပါတယ်ကျမတို့ခရိယန်တွေကအခန်းတကားပိတ်ပြီးတော့တယောက်တည်းကိုဖာသာကိုဆုတောင်းအားကြီးနေလို့မရကျမတို့အချင်းချင်းလက်တွဲပြီးတော့မမြင်နိုင်တဲ့စာတန်ပြစ်လွတ်လိုက်မဲ့မြားတွေကိုကျမတို့ကခုနပေါ်ပြတယ်လက်နဲ့စုံကိုဝတ်ဆင်ပြီးတဲ့အခါကျတော့ကျမတို့ကတတ်နိုင်ဖို့ရန်အတွက်ဆုတောင်းခြင်းဝတ်မှာလည်းပဲအားကြီးဖို့ဒါကြောင့်တမန်တော်ကြီးရှင်ပေါလုကနောက်ဆုံးအေဖက်ဩဝါဒစာအခန်းကြီး9အပိုင်15 16မှာဘာပေါ်ပြထားလဲထို့ကြောင့်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စေ့စေ့မြင့်မြင့်ကျင့်ဆောင်ကြောင်းသတိပြုကြဖို့ယခုနေ့ရဲ့ကာလတို့သည်စိုးရုံသောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလောထို့ကြောင့်တတိမရှိသောသူမဖြစ်
သခင်ဖျား၏အလိုတော်ရှိရာကိုပိုင်းခြား၍သိတော်သူဖြစ်ကြလောအားလုံးကိုကျေးဇူး